Hello အာအားလုံးပဲမင်္ဂလာပါကျွန်တော် okay ကျွန်တော်ရဲ့ဒီ website နဲ့အရင်ဆုံးမိတ်ဆက်ဆိုင်ပါကျွန်တော်ဒီ website ကကျွန်တော်စောက်ရောင်းတာမဟုတ်ပါဘူးကျွန်တော်ရဲ့ကိုယ်ပိုင်ကျွန်တော်လက်ထက်မှာကိုယ်ပိုင်ရှိနေတဲ့စာအုပ်တွေကိုကျွန်တော်အာမှတ်တမ်းတင်တဲ့တဘောပေါ့ကျွန်တော်ဒီအဖုံးတွေကျွန်တော်ကိုယ်တိုင်ရိုက်ပြီးတော့မှဒီဖုန်းတွေကိုကျွန်တော်ဓာတ်ပုံနဲ့ကိုယ်တိုင် scan ဖတ်ပြီးတော့မှကျွန်တော်ဒီထည့်ထားတဲ့ဟာပေါ့စာအုပ်က download ရအောင်တော့မလုပ်ထားပါဘူးကျွန်တော် legal issue တွေမဖြေရှင်းခြင်းတော့အဲ့တော့ဒါဒီကောင်းရဲ့အခုလက်ရှိ design ပေါ့အင်္ဂလိပ်ဆိုအင်္ဂလိပ်လို့ filter လုပ်လို့ရမယ်ဒီလိုသွားလို့ရမယ် size ရာဒီကတော့ filter လုပ်လို့မရဘူးပေါ့ဒီ January နဲ့ပတ်သက်ပြီး filter လုပ်လို့ရမယ်အဲ့ရှိမယ်ဟောအဲ့လိုပဲပြီးတော့ကျွန်တော်အခုလက်ရှိဖတ်နေတဲ့စာအုပ်ရှိမယ်စာအုပ်ဆိုင်ဆိုမှကျွန်တော်ဒါကျွန်တော်စရင်လိုက်စု data လိုက်စုထားတဲ့လက်ရှိစာအုပ်ဆိုင်တွေပေါ့စာအုပ်ဆိုင်တွေဒီမြင့်နာမြို့အလိုက်ပေါ့နိုင်ငံအလိုက်မြို့အလိုက်ထိုင်းမှာဆိုရင်လည်းအဲ့လိုမျိုးအဲ့လိုဒါမှပြည့်စုံလေးပေါ့ဒါလည်းထပ်ဖြည့်စရာရှိသေးတယ်အဲ့တော့ဒီနေ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်ဒီစာအုပ်ဒီ website ဒီ direction flow တခုလုံးကျွန်တော်လို့ redesign လုပ်လိုက်တော့ပေါ့ flow လုပ်လို့ဆိုရင်ဒါကိုကျွန်တော်မနေ့ကကြည့်ရခါမှာကျွန်တော်စောက်ဆိုင်တခုကိုကြည့်ညာခံစားရပေါ့ကျွန်တော်စောက်ဆိုင်စောက်ရောင်းနေရတာပေါ့အဲ့လိုခံစားရဒါမှမဟုတ်လည်းကျွန်တော်စောက်တွေ down လို့ရအောင်တင်ပြီးနေတယ်လို့ခံစားရပေါ့ကျွန်တော်ရဲ့ personal collection လို့မခံစားရဘူး size ရlike ကျွန်တော်ဘယ်စောက်တွေရှိလဲဆိုတော့ပြရလို့တခါတည်းမခံစားရဘူးအဲ့တော့ကျွန်တော်ဒီဟာကိုတော့ redesign လုပ်လိုက်တယ်ဒီလိုမျိုးအဲ့တော့ဒီကောင်နဲ့ကွာခြားချက်မှာဆိုရင်တော့အများကြီးပဲပေါ့ဥပမာဆိုဒီ pattern တစ်ခုကဘာလဲဆိုရင်ကျွန်တော်ထဲမှာရှိတဲ့မြန်မာစာအုပ် collection နဲ့မြန်မာစာအုပ်မဟုတ်တဲ့တခြားနိုင်ငံက collection တွေအားလုံးကိုအဲ့လိုတီးခြားစီခွဲလိုက်တယ်ပြီးတော့ကျွန်တော်ဆောက်ချင်းဝင်ချင်းပါလေကျွန်တော်ဒီ size ရာဆိုပြီးတော့မှကျွန်တော်ဒီနာမည်အလိုက်အခရာလိုက်ခွဲပလိုက်တယ်ပေါ့ဘာလို့မြန်မာနဲ့ international ခွဲရလဲဆိုရင်ကျွန်တော်ဒီလိုမျိုးလေးလုပ်ရှင်လို့ပါဒီလိုအခရာလေးနဲ့လုပ်ရှင်လို့ပါခွဲပလိုက်တယ်ဒါပထမတစ်ချက်ကျွန်တော်ပြောင်းလိုက်တဲ့ဟာဒုတိယချက်ကတော့ဒီအကုန်လုံးဒီလိုပုံစံနဲ့အစားပြောင်းလိုက်တာပေါ့ဒီတက်ဂရုပုံနဲ့ဆိုကျွန်တော်ထင်မှာကိုအိုရှိယာဆိုတခါလေးပြထားတယ်ပြီးတော့ဒီလို Harvard effect လေးလည်းကျွန်တော်ထည့်လိုက်တယ်ပေါ့ပြီးတော့အဓိက main point တော့ဒီ BNN လေးကပါတော့ဒါကတော့အဓိကဒီသုံးနေတဲ့လူပုံမှာမူတည်ပြီးတော့မှဒါအထောက်အကူဖြစ်မယ် BNN လေးကဟာလေးပေါ့ဒါ international ဆိုလဲအတူတူပဲအခရာတော့ အင်္ဂလိပ်အခရာပြောင်းတော့ A B C D E F G ဒီကျွန်တော်ရဲ့အထဲမှာရှိတယ်လို့မျိုးစောက်ထိုတယ်ကိုတော့ကျွန်တော်ဒီ collection ပေါ်မူတည်ရပြတယ်ပေါ့ international ဆိုကျွန်တော်ဒီမှာ size ရာ22ရောက်စီရာ16အုပ်ရှိရပေါ့ဒီ Burmese မှာဆိုရင်ကျွန်တော်မြန်မာမှာဆိုရင် size ရာ14ရောက်စီရာ24အုပ်ရှိရပေါ့အဲဒါဆို total အုပ်40အဲ့လိုပြောင်းလိုက်တယ်ဒီ page တစ်ခုတည်းကျွန်တော်ပြောင်းနေပြီးတော့ကျွန်တော်အခုလက်ရှိဖတ်နေတဲ့စာအုပ်တွေကိုဟိုးအောက်ဆုံးပို့လိုက်တယ်အပေါ်မှာအဲ့လို page တက်နေလို့ကျွန်တော်မထားတာတော့ဘူးဒီအောက်ဆုံးပို့လိုက်တယ်အဲ့တော့အပေါ်မှာကဘာရှိတော့မယ်ဆိုရင်ဒီမြန်မာစာနဲ့အင်္ဂလိပ်စာဘာသာစကားပြောင်းတဲ့ဟာရယ်ပြီးတော့ search ဆိုမှတို့ရှာလို့ရတဲ့နေရာရယ်ဒါကတော့ကျွန်တော်အကုန်လုံးရှာလို့ရပါဘောဒီဆိုဒီမှာဆိုရင်the stranger စောက်နဲ့စာရေးဆရာနဲ့နေရာအဲ့လိုတခါတည်းရှာလို့ရရွှေဦးတောင်ဆိုနေမြန်မာလိုရရှာလို့ရဘာလို့ဆိုကျွန်တော်ကဒီမြန်မာနာမည်ရောအင်္ဂလိပ်နာမည်ရောနှစ်ခုလုံးထည့်နှစ်ခုလုံးအဲ့လိုလောက်ထားဆိုတော့ကျဲလို့အဆင်ပြေလို့ရှာလို့ရပါတယ်ဒါကို search bar လည်းလောကပြောင်းပလိုက်တော့ပေါ့ဒီက search bar နဲ့ဘာမှမဆိုင်တော့ပါဘူးဒီက search bar ဆိုရင်ရွှေဦးတောင်ဆိုရင်ဒီလိုမျိုးပြောင်းဒါအင်္ဂလိပ်ပဲရောက်နေအင်္ဂလိပ်ပဲရောက်နေဆိုရင်အင်္ဂလိပ်စာဆိုရင် stranger ဒီလိုမျိုးပေါ့ဒီ main မှာ update လာဖြစ်တာပြောင်းလဲဆိုရင်ဒီကောင်ကကျွန်တော်ဒီလိုမျိုး direction တွားလိုက်တယ်ဒီ
ဒီ website ကကျတော့ကျွန်တော်ကကျွန်တော်ရဲ့ personal ဆိုတော့ကျွန်တော်ကြိုက်တဲ့ design လေးပဲတုံးတယ်ပေါ့တကယ်လို့ကျွန်တော်မကြိုက်ဘူးဆိုတော့ကျွန်တော်တန်းပြင်လိုက်တယ်ပေါ့ဒါတော့ကျွန်တော်တွားချင်တဲ့ပုံစံမျိုးလုပ်ထားတယ်ဒါဒီကောင်းရဲ့ main inspiration ဒါတော့ကျွန်တော်တို့တော်တော်များများမှာသုံးပါတယ်ဒီ alphabetical လုပ်နေဟာကျွန်တော် app drawer တွေမှာလည်းသုံးတယ်ကျွန်တော် content မှာဆိုရင်လည်းအများကြီးသုံးတယ်ကျွန်တော်ရဲ့ phone contact application မှာဆိုလည်းဒီပုံစံအများကြီးသုံးတယ်ဟုတ်အဲ့တော့ကျွန်တော် inspire ယူလိုက်တော့အဲ့တိုင်းတော့ကျန်တဲ့ page ရောအတူတူပဲဒီ bookshop လဲကျွန်တော်အတူတူပဲဒီနေ့ပေါ့ဒီ video ကတော့ဒီလောက်ပဲပေါ့ကျွန်တော်ဒါလေးကိုမှတ်တမ်းလာတင်တဲ့အနေနဲ့လုပ်ထားတော့ဒါကိုကျွန်တော် publish မလုပ်ရသေးဘူးအဲ့တော့ကျွန်တော်ရဲ့ဒီအရင်တော့ design ကတော့ဒီ website မှာရှိနေတော့ပေါ့ up to date ဖြစ်နေတော့ဒီကောင်လေးကိုကျွန်တော်ဒါ publish တော့မှာပေါ့ publish ပြီးသွားရင်တော့ဒီ design လေးကမရှိတော့ပါဘူးဒီအရင်တော့ design အရင်တော့ဒီ design language ရဲ့အရင်တော့ design language တော့မဟုတ်အရင်တော့ဒီကျွန်တော်တွားခဲ့ direction တွေ flow တွေပြီးတော့ဒီ function တွေအလုပ်လုပ်ပုံနေဒီ filter button တွေအကုန်လုံးမရှိတော့ဘူးဒီမှာကျတော့ကျွန်တော် search ရဲ့ size ရလိုက်ကြည့်မှလာရဲ့ဒါပဲဟိုလို January ပါကျွန်တော်မခွဲထားတော့ size ရလိုက်ပဲကျွန်တော်တွားတော့ဘာလို့လဲဆိုတော့ကျွန်တော်စောက်ရောင်းနေလို့မခံစားတော့ဘူးဒီပုံစံလေးကအဲ့ကြောင့်ဒီလိုပြောင်းနေတယ်အဲ့တော့ကျေးဇူးတင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်bye bye